ကျွန်တော်တို့ဥပုံနေ့ကိုတန့်ရှင်းစွာဘယ်လိုစောင့်ထိန်ရမလဲအဲ့ဒါလေးနည်းနည်းပြောပြပါဦး ဥပုံနေ့ကိုကျန်းသာတဲ့အရာစောင့်ထိတ်မှဆိုလို့ရှိရင်မလုပ်ရတဲ့အရာ၃ချက်နဲ့လုပ်ရတဲ့အရာ၂ချက်ပဲပြောရမှာပေါ့မလုပ်ရတဲ့အရာ၃ချက်ကိုထွတ်မြောက်တဲ့အကျဉ်းထဲမှာရေးထားတယ်ပထမနေ့ကနေစပြီးတော့6ရက်မြောက်နေ့ဒီအလုံးမျိုးကိုစူးစမ်းပြီးတော့လုပ်ပြီးတော့6ရက်မြောက်နေ့မှာဥပုံနေ့မှာစားတောက်ဖို့တော့ပြင်ဆင်ရတယ်။ဘာကြောင့်လဲဆိုတော့ဥပုံနေ့မှာနံပါတ်1ကတော့မီးမမွေးရအောင်ဆိုတာနေစတာချက်ပြုတ်တာအကုန်လုံးပါဝင်တယ်။ဒါကြောင့်နံပါတ်1ဥပုံနေ့မှာမလုပ်ရဘူး။နံပါတ်2ကကျတော့တင်တော့ဥပုံနေ့မှာစပားရိတ်တင်ရကာလာလေယာစိုက်ပြူတာကာလာဖြစ်ပေမဲ့ဥပုံနေ့မှာအနားယူရမယ်။လေစိုက်ပြူတာတော့စပားရိတ်တင်တာတော့လုပ်လို့မရဘူး။ဒါပေမဲ့လုပ်လို့ရတာဘာလုပ်လို့ရလဲဆိုတော့လေကတင်းညိုးမှာတောက်မှာပေါက်နေတဲ့အရာတွေရှိအဲ့ဒါတွေကိုတော့တွားပြီးတော့မနှုတ်နဲ့အဲ့ဒါတွေကိုဥပုံနေ့မှာကြာလို့ရှိရင်စားပိုင်ခွင့်ရှိတယ်ဆွတ်တာစားတာစားလို့ရတယ်ဒါပေမဲ့စီးပွားရေးနဲ့ဆိုင်တဲ့လေရိတ်တာစပားရိတ်တာလုပ်လို့မရဘူးနောက်တစ်ခုကကျတော့ရေရမိနဲ့နေဟမ်းမိမှတ်စာတွေမှာဘာရေးထားလဲဆိုတော့ဝင်ထုတ်ဝင်ပိုးတွေကိုအိမ်ထဲကနေအိမ်ပြန်ထုတ်တာသွင်းတာမလုပ်ပါဘူးစီးပွားရေးနဲ့ဆိုင်တဲ့ကုန်သွယ်ရေးမလုပ်ပါဘူးရောင်းဝယ်ရေးမလုပ်ပါဘူးပြောတာအဲ့ကြောင့်၃ချက်မလုပ်ပါဘူးမိမမွေးရဘူးနောက်တစ်ခုကလေယာစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ထွန်းရက်တာရိတ်သိမ်းတာမလုပ်ပါဘူးနောက်တစ်ခုကကျတော့စီးပွားရေးနဲ့ဆိုင်တဲ့ဝင်ထုတ်ဝင်ပိုးတွေအယောင်းဝယ်တွေမလုပ်ပါဘူးလောက်ရမယ့်အချက်ကတော့နှစ်ချက်လောက်ရတယ်ထွက်မြောက်ခြင်းမှာရေးထားတဲ့တရားစက်မှာအစီအဝေးပွဲလောက်ရမယ်နောက်တစ်ခုကကျတော့အနားယူရမယ်ဒါလောက်ရမယ်နှစ်ချက်ဒါကြောင့်မလို့ဒီအချက်၅ချက်ကိုစောင့်သိမ်းခြင်းအပြင်ဒါကဘုရားသခင်ရဲ့ပြည့်ညတ်တော်အတိုင်းဆိုလို့ရှိရင်ဥပုံနေ့ကိုတန်ရှင်းတာစောင့်သိမ်းနေနေကြပါတယ်ဆိုတော့ဒီမှာမီးမမွေးရတာတော့ပါတာပဲเนาะ ပါတယ်ဆရာ ဆိုတော့ဒီခေတ်ဒီခါမှာဆိုရင်တော့ဒီဟာကိုစောင့်ရှောက်ဖို့ကတော့တော်တော်စူးစမ်းယူရမှာ တကယ် เนาะ တော့လွယ်ပါတယ်အရင်ခေတ်ကဒီဇိုင်းဒီခေတ်မှာဆိုလို့ရှိရင်တောက်ကြနေမှာဆိုလို့ရှိရင်ပါမုတ်တွေ ဒီ ဝ ခေ ယ် တ် ထား တက်တာကြီးလည်းရှိတာပဲเนาะ အသီးတွေဝယ်ထားမယ်ပါမုတ်တွေဝယ်ထားမယ် ဆိုတော့ အော်မီးမွေးရဆိုချက်ပြုတ်တာပြောတာဒီခေတ်တက်တာဖွင့်တာတော့မီးဖွင့်တာတော့အဲ့ဒါတွေပြောတာ ပြောတာမဟုတ်ဘူးเนาะ ဒါကြောင့်မလို့ဂျူးတွေတည်းမှာအခုချိန်ထိကာလာမှာတော့မှာပဲသူတောက်ကြနေညက်နေတဲ့ကနေစောင်းရံတီဆိုတအားအေးတယ်ဆိုတာမီးပုံလေးတွေလောက်ထားမီးပုံလေးလောက်ထားမယ်ဥပုံနေ့မှာမီးမမွေးရဆိုအဲ့မီးပုံဆိုတော့မပိတ်ဘူးပိတ်เสียလဲမလို့အဲ့ဒါအစောကြီးလေးကလွတ်ထားလိုက်ရတယ်ဆိုတော့ဒါမီးထွန်းတဲ့ကိစ္စရတယ်ချက်ပြုတ်တာနဲ့ဆိုင်တာထင်းခွဲပြီးတော့ချက်ပြုတ်တာနဲ့ဆိုင်တာတော့လုပ်လို့မရဘူး ဆိုတော့ okay ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်เนาะ ဟုတ် ဆိုတော့ကျွန်တော်တို့ခရိယန်တွေလည်းခုနပြောလို့ဥပုံနေ့မှာဆိုရင်မီးမမွေးပဲနဲ့ ဟုတ်တယ်ဆရာ เนาะ ready made တွေစားနိုင်ရင်လည်းကောင်းတာပေါ့เนาะ ဘာဆိုအရင်အေးနေစားတော့မစားသေးဘူးပြန်ပြီးနှွေးတာလောက်တော့ရတယ်ဟုတ် เนาะပြန်ပြီးအကောင်းဆုံးပြင်ဆင်စားလို့ရပါတယ်เนาะ ဟုတ်ကဲ့ ဒါအလုပ်အရင်မများစေနဲ့ပေါ့ အ เนาะ လုပ်မများတာများတဲ့မီးမမွေးရကျွန် မီးမမွေးတာ တော်ဒီခေတ်မှာဆိုလို့ရှိရင်ဘာမှအလုပ်များကြမလို့တီးဆိုခလုတ်နေတာလည်းလုပ်လို့ရပြီဒါပေမဲ့အဲ့လိုမျိုးချက်ပြုတ်တာမကောင်းဘူးနော် ဟုတ်တယ်เนาะဟိုခေတ်ကနေတော့နည်းနည်းကွာတာပေါ့เนาะ ဟုတ်ကဲ့ဆရာ အဓိကတော့ကျွန်တော်ဖះအတွက်လည်းအချိန်မများပေးနိုင်တော့ပေါ့ဝတ်ပြုကိုပဲဥပုံနေ့ဆိုတော့เนาะ ဟုတ်ကဲ့ တချို့လူတွေပုံတော့လွယ်တယ်စားတော့ဆိုင်မှာသွားဝင်စားလိုက်တယ်ပကံဆေးစရာလည်းမလို အဲ့ဒါကျတော့လုပ်လို့မရဘူးဥပုံနေ့ကိုချိုးရကြပြီးအယောင်းဝင်နဲ့ပတ်သက်တာဖြစ်သွားပြီစားတောက်ဆိုင်ဆိုတော့ဒါပတ်စံရှင်းရမယ်ဘာညာကိစ္စတွေ အယောင်းဝင်ဖြစ်သွားပြန်ပြီ သူများကိုအတွက်ချက်ပေးရတယ်ကိုနေစဆိုင်တော့သူကိုနေမြချက်ကိုကသူများအလင်းပြမယ်ဟာသူများကိုစားဖို့အတွက်သူများကိုချက်ခိုင်းနေဆိုတော့လေအဲ့ဒါကျတော့လေပြညက်ကိုချိုးပါကြ ဖြစ်သွားပြန်တော့เนาะကဲဟုတ်ပြီ